္ဂလာပါ မင်္ဂလာပါကိုကြီးကိုကြီးခုပြမဲ့အိမ်နောက်တစ်အိမ်ကတော့ပေါ့နော်တောင်ပေါ်ရွာလေးထဲမှာကိုပိုင်ခြံလေးနဲ့ကိုပိုင်စိုက်ခင်းနဲ့ခွေးလေးတွေမွေးကျင်တဲ့သူတွေအတွက်ပြပေးမဲ့အိမ်လေးနော်ဟုတ်ဒါပေမဲ့တခုတော့ရှိတယ်ကိုကြီးတို့အကျိုးဆောင်နေအနေနဲ့ကတော့ချစ်ရတဲ့မင်းကိုတော့ရှာမပေးနိုင်ဘူးအဲ့တော့ကိုစမ်းသားတဲ့ကိုပေါ့နော်ကျွန်တော်တော့ဟိုတချင်းလေးရတယ်မယ်အကုန်ပြည့်စုံနေဒီအိမ်လေးကချင်းလေးရတယ်ပြည့်စုံတာအဲ့လိုချစ်ရတဲ့မင်းလေးရောပါသွားပြည့်စုံပါလေဟုတ်ကဲ့ဒါဆိုရင်တော့ဟုတ်တယ်ဒါကြီးအကျယ်ကြီးပဲဒီကောင်ကညနေစာကို90ကျော်ရှိရညီမလေးနော်ပြီးတော့ဒီမှာ channel မှာဆိုရင်ဒါကားပါကင်ဒီမှာတခုဆိုကားကြီးထိုးထားပါတော့ကားကို6စီး9စီးလောက်ထိထိုးလို့ရတယ်အိုးတော့ဒီဘက်မှာလိုက်ရတယ်နော်ဟုတ်တယ်ဒီမှာဆိုရင်ဒါဟိုမျက်စိုက်ထားတဲ့နေရာလေးတွေမြေအလေးလေးခြံသားပေးအပင်ဆိုင်လို့ရတယ်ဒီအိမ်လေးရဲ့ထူးခြားချက်ကညီမလေးဒီလိုမျိုးအေဂျင့်နဲ့ရွာလေးမှာအေးစစ်စစ်ဒီဆိုင်ကန်းလေးရောပါဆိုင်ကန်းလေးမှာကိုယ့်ဘာကိုအိမ်ဆိုင်လေးပဲဖွင့်မလားဒါမှမဟုတ်ရင်တီးတဲ့ရုံကန်းအနေနဲ့ပဲနော်ရုံကန်းအနေနဲ့ဒါမှမဟုတ်ဧကန်းအနေနဲ့ပဲထားမလားဒီမှာအဲ့လိုဆိုင်ကန်းလေးတီးတဲ့လေးပါတယ်ဒီညာဘက်ချမ်းဒီဆိုင်ကန်းလေးဟုတ်တယ်ညီမလေးအိမ်ဒီဆိုင်ကန်းလေးမှာပါဟုတ်တယ်ဒါလေးကသူဒီရဲ့အားသာချက်ပေါ့နော်ဒီအိမ်လေးရဲ့အားသာချက်ဒီလိုလေးနော်ပြီးတော့ဒီရွာလေးကဆိုလဲညီမလေးဒါကိုတို့ဒီပြုံးနဲ့အနီးစကမ်းမှာဆိုရင်အရန်တာယာပြီးလှတဲ့အိမ်ကြီးအိမ်ကောင်းတွေအများကြီးရှိရွာလေးဟောင်းတော့ရွာရက်ကက်ကြီး15ထဲမှာပါညီမလေးနော်ဟုတ်ကဲ့ဒါဆိုတို့ဘန်းကုံလေးတွေရောဟုတ်ပါဘန်းကုံလေးတွေရောအဝိုင်းလေးနဲ့ဒါကဘယ်လိုပြောမလဲဂျပန်စတိုင်လေးလိုပဲပြောမလားအဲ့လိုအိမ်လေးတွေပေါ့နော်ဒီလိုအိမ်လေးတွေအများကြီးခက်စားနေအောင်ဒီပြုံးလေးမှာလေနော်ဟုတ်ဒီမှာဘေးမှာဆိုရင်လည်းဒါအိမ်ကြီးအိမ်ကောင်းတွေအများကြီးပဲဒါတောက်လျှောက်ပဲညီမလေးအိမ်ကြီးအိမ်ကောင်းတွေဟုတ်ဒီမှာဘေးတွေမှာအိမ်တွေရှိတယ်ရေမီးအသင့်ပါပြီးသားဖြစ်တယ်ကွန်ပရက်ဆာပါတယ်နော်ညီမလေးဟုတ်ဒါဆိုဒီမှာမြက်ကလေးလည်းစိုက်ထားဒီမှာသူ့အယောင်ကတော်တော်လာနော်အယောင်ဆက်တာအရန်လာတယ်ဟုတ်တယ်အယောင်လေးကတော်တော်ပိုဆန်တယ်ဒီအိမ်လေးထဲမှာဆိုရင်ညီမလေးဒါမာစတာဘယ်ရွန်တစ်ခန်းပါမယ်စင်ကယ်နှစ်ခန်းပါမယ်ဟုတ်ဧကန်လေးပါမယ်ဟုတ်အခန်းထဲကိုတစ်ချက်လောက်နည်းနည်းလိုက်ကြည့်မယ်နော်ဟုတ်ဒါဝင်ချင်း living room လေးနဲ့ဒီမှာမျက်နှာချင်းဆိုင်မှာဆိုဖျားခန်းလေးနဲ့အဲ့လိုမျိုးလေးဟောတိုက်လေးပေါ့နော်ဒါဆိုဒါ living room ဆိုရင်ဒါအကျယ်ကြီးပဲကျယ်ကြီးပဲဒီမှာဆိုရင် single တစ်ခန်းရှိမယ်ဟုတ် master တစ်ခန်းရှိမယ်ဒီမှာလည်းဒါ single တစ်ခန်းရှိမယ်အခန်း3ခန်းပါမယ်ဒီမှာဆိုရင် kitchen ဒါ kitchen ဟုတ်တယ် kitchen လေးလည်းတစ်ချက်ကြည့်အောင် kitchen ဆိုလည်းဒါအကျယ်ကြီးပဲညော်လေးဟုတ်တော်တော်ကျယ်တယ်ဒီ kitchen ဆိုရင်ဒီနော်နော်ကဘဲမောင်ကြီးကအကြီးတွေပါဟုတ်တယ်ဘဲမောင်ကြီးတွေပါတယ်လုံခြုံရေးတန်ပန်းတန်တကားတွေအကုန်ပါတယ်ဟုတ်ဒါဒီမှာ cabinet တွေဆိုလည်းဒီမှာဒါmodern design တွေဟုတ်တယ်ညီမလေးဒီကကြပါလေဒါလေးကတော့ညီမလေးဒါနောက်ထွက်တဲ့အိမ်ရဲ့နောက်ထွက်တဲ့အပေါက်လေးအထက်အပြင်တော့ကိုလိုက်မပြတော့အပြင်မှာတော့သူကအများဆုံးရေရှုပ်တဲ့အိမ်လေးပါသေးတယ်ဟုတ်ဟုတ်သူ kitchen လည်းကျယ်ကြီးပဲဒီမှာခင်းသားသဘောတွေလည်းထားလို့ရတယ်နော်ဟုတ်တယ်ဒီမှာ kitchen ထဲမှာသူကရွှေပြားခင်းပေးထားတယ်ပြီးတော့ဒီဧကန်မှာဆိုရင်ကျတော့ဒါကိုရီးယားပါကီခင်းပေးထားတယ်ပြီးတော့ဒီအိမ်ရဲ့တကားလေးတွေကလေဒါလေးကအကုန် slide door လေးဒါလေးတဲ့အကုန်လုံးအဲ့လိုမျိုး slide door လေးတွေဟုတ်အဲ့လိုမျိုးလေးအကုန်လုံးပေါ့နော်ဒါဂျပန် style လေးပေါ့ဂျပန် style လေးဟုတ်တယ်ညီမလေးပြီးတော့အဲ့ဒီအပြင်ကိုသူကဒီမှာ sofa တွေပါတွေဒါမထည့်ပေးရသေးဘူးအကုန်ထည့်ပေးမှာsofa တွေပါပြီးသားဟုတ်တယ်ညီမလေးဒီမှာပန်းအလားဆိုပန်းအိုးလေးတွေစာအုပ်စင်လေးတွေအဲ့လိုလေးလည်းကုန်ပါပြီးသားဒါကအိမ်ကအစ်စ်ပေါ့နော်ဒါခုစောက်နေစေသူလည်း height ကအမြင်ဟုတ်တယ်စင်တဲ့ height ကလည်းအမြင်ကြီးပဲသူလည်း17ပေလောက်ရှိတယ်စင်တဲ့ height ကဟုတ်အိမ်ပုံစံလေးအလင်းအောင်တော်တော်ဝင်တယ်ဟုတ်တယ်အလင်းအောင်ဝင်တယ်မီးအောင်ထက်လေပုံမှန်တဘာဝတိုင်းဝင်တဲ့အလင်းအောင်တော်တော်များများရတယ်အိမ်တကူတော့လင်းထိန်ညာဟုတ်တယ်နော်မှန်ပါရဲ့အဲ့ဒီတွေ့ရအားသာချက်ပဲဒီညီမလေးခုနတွေ့ခဲ့ဒီခန်းဆိုလေလုံးဝအခန်းထဲမှာလုံးဝလင်းထိန်ညာဟုတ်ကဲ့အဲ့ဆိုရင်ချစ်စရာကောင်းတဲ့အိမ်လေးတော့ရပြီချစ်ရတဲ့သူတော့ကိုယ့်ဘာကိုရှာကြပါတော့ချစ်ရတဲ့သူရှိပြီးသားတော့တစ်ခါလဲဝယ်လိုက်ရုံပဲဟုတ်တယ်ညီမလေးကိုတို့ဒီအိမ်လေးရှိတဲ့ဒီနေရာကတော့အနီးစကန်ရက်ွက်ကြီး15ဟောင်းတော်ရွာလေးဖြစ်ပါတယ်ခင်ဗျာရှမ်းရွာလေးပေါ့ဒီမှာဆိုရင်အရန်တာရတဲ့ရှမ်းရွာလေးဖြစ်ပါတယ်အင်ကြီးအိမ်ကောင်းတွေလည်းများပါတယ်ဒီအနီးစကန်မှာဆိုရင်အလှဆုံးရွာလေးလို့ပြောလို့ရပါတယ်နော်